Muska Mickey Mouse Okay အားလုံးပဲမင်္ဂလာပါလို့ KC Gaming Official Channel နဲ့ကြိုဆိုပါရစေဒီနေ့ဆော့ပြမယ်ဂိမ်းတော့ Mobile Legend ပဲဖြစ်ပါတယ်လို့ကဲဒီတော့ Mobile Legend နဲ့နံပါတ်3ကနေတော့ဆိုတော့ဆော့လိုက်ကြစို့တငယ်ချင်းသူကကြတော့ free ပေးတာပြောလို့ရှိရင်အဲ့ဒါ season ဒီ Sora season ပြောရရင်အဲ့ဒါ free မရတော့3000ကျော်သွားတယ် free မရတော့တလားကဲဆောင်းလိုက်ရအောင်ပြို့ Okay ဆော့ပါမယ်ဆော့ကြမယ်ကိုရောဆော့အောင်မယ်ကျစဆော်ရာဟီရိုတိတ်မကိုင်းတဘူးအမလေးဟိုဘက်မှာဗဲဘာလဲနဲ့တေတော့မှာပဲဆော်ရာ3ရန်လို့ပဲကြောက်ရတယ်သလားဆော်ရာ3ရန်လို့ကြောက်ရတယ်တို့ဖွဲ့တယ်မတက်နိုင်ဘူးလေမင်းလာခဲ့ကြမ်းထွက်ခဲ့တာဝါတွေကထွက်ခဲ့ငါတောင်တာဝါတွေကထွက်တယ်မင်းထွက်ခဲ့မင်းနဲ့ငါနဲ့ရန်လူတွေပြတော့မယ်နော်အိုးဒီကမဆောင်နိုင်တော့ဘာလို့သေးတော့မယ်ဒီမှာလူကသေးတော့မယ်လို့သေးပြီလို့လာခဲ့ထွက်ခဲ့ပါမီနီယန်နဲ့တာဝါထဲမှာလာပုန်းနေတယ်ကိုစလင်းဘရူနိုမတ်ခါရဲဟိုမီယာတို့ဘာလို့တုံးနေဆိုအဝဲကနေလေတိုင်ငံရှော့ချလိုက်လို့ရတယ်ခုဟာကြီးကွယ်မဟုတ်လင်းကလည်းပေးစားရအောင်မင်းတို့ကလည်းမင်းတို့ယူပေးကြတော့မကောင်းလေကွယ်နော်ယူလိုက်ဖြစ်နိုင်ယူလိုက်အကုန်ပေးစမ်းကွာအဲ့လိုအကုန်ပေးစမ်းကွာဆိုပေးတယ်သလားတခါမှမသေးသေးဘူးနော်အပဲချင်းတင်လဲဆိုစောင့်ကြည့်လိုက်အောင်နော်ထိတော့မယ်လူကအဲ့ဒီကဆွဲစမ်းအဲ့ဒီကောင်ရအောင်ဆွဲရီကောင်သေးပြီလားမလာပါပြီခဏလေးဆောင်ရပါဖရန်ကိုသေးပြီကိုဖရန်ကိုကြီးရောရှော့ပြီသေးတယ်ကွာနော်အဲ့လိုခလစိတ်ပြတ်တယ်ပဲသူ့နာမည်ခေါ်ရတာလေတကယ်ပဲစိတ်ပြတ်ဆုံးလူသားနော်လေးနေသေးပြီနော်မင်းနဲ့ငါနဲ့ရောက်နေအေးကောင်းနေလာရက်စနေတယ်မင်းဘာတက်နေမဟုတ်ဘူးဖရန်ကိုရဲ့မင်းအဲ့ဒီကောင်ဆွဲလိုက်စမ်းပါလှုပ်ချင်လွန်းလို့ပါမော်ရီယာမှာဘာလှုပ်ချင်နေတာလဲသူကဘာလှုပ်ချင်နေတာလဲမင်းဘာလှုပ်ချင်နေတာလဲလို့ပြောနေတယ်နော်အေးငါသေးပြီဟဲ့မင်းဘာလှုပ်ချင်နေတာလဲလို့တေတော့ရင်လို့လားလာခဲ့ကြမှာမင်းဘာလှုပ်ချင်နေတာလဲလာခဲ့ကြမှာဘာဖြစ်နေကြဟိုအဲ့ဒီဟာမောင်ရအောင်ဆွဲစမ်းပါလှုပ်ချမ်းသေးစမ်းโอเคပါလို့အော်သူများ record ခေါ်နေတော့လာပြီးတော့တောက်သွားသေးတယ်မိုက်တယ်ကမသိဘူးကြည်စမ်းဒါရှိရဆိုမသိဘူးမသိလိုက်လေချင်းသေတော့မှာပဲမသိလိုက်လေချင်းဟိုတကောင်တော့ပေးတတ်ပါလားအမလေးလန့်လိုက်တာတော်ကြီးလန့်နေပြို့လုံးနဲ့မင်းတို့တေးတော့မရှင်တော့မယ်နော်မသိမရှင်နေဖြစ်ကုန်မယ်မဟုတ်အဖွဲလိုက်နေမယ်အဖွဲနဲ့နေမယ်လို့ပြောနေတယ်နော်တို့အဖွဲရလေနော်ဘာမှန်းမသိတဲ့ဖွဲပါလို့တို့အဖွဲဘာမှန်းမသိဘူးနော်အကြီးတွေလှုပ်ပြီးသေးတာလေတို့ဖွဲ466ဖြစ်သွားပြီထီထိုးလို့ကောင်းပြီ466ဆိုရင်တော့နော်3လုံးထီ KCT ဝေးလိုက်ပါပြီထီထိုးကြပါလို့နော်466ပါ466ပါ3လုံးကနန်းထိုးလိုက်တော့နော်လောင်းစားတော့မလုပ်ကြနဲ့နော်ထီထိုးရတော့ရတယ်466နော်မှတ်ထားကြတောင်းမှန်ပါတယ်တ
စိတ်ကလေးရဲ့ကိုရှင်းပေးကြပါတော့ကျေးဇူးတင်ပါတယ်လော်ကြီးကိုမတတ်နိုင်ဘူးခေစီတယောက်ရှိတယ်လော်ကြီးကိုမတတ်နိုင်တဲ့ခေစီတယောက်ရှိတယ်ကဲပြန်စလိုက်ကြစို့ဝီလေပေါ်မှာတိမ်တွေနဲ့အင်းအောင်နေတော့ခေစီတယောက်အိုးသေတော့မယ်ဒီကောင်နေတော့သေတော့မယ်အိုးလွမ်းနေကြာပြီကြာပြီမို့တော့လွမ်းနေမိရရေမိရောက်လွမ်းလို့ပါအမြဲတမ်းမိရဟီရိုကိုင်နေကြဆိုတော့မိရောက်လွမ်းလို့အဝေးကနေမြားဖြစ်ချင်တာလေတတ်လိုက်ပါပြီကွယ်တို့တတ်လိုက်ပါပြီဘလို့ဆက်လို့ရမလဲကဲကြပါ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 လိုက်လို့ရှာမယ်ဘယ်သွားရမလဲမသိလို့ခပ်ပါစိတ်တွေညစ်တယ်ဟိုတာကကြီးဟိုနဲ့တေချာယူတေချာဆွဲတိကောင်တေချာဆွဲโอ้ရှုံးပြီဟာငါတို့อ่ะခေစီတို့อ่ะရှုံးနေပြီဟိုမင်းတို့တေချာဆွဲရေးပြီတတာစီယူဘိုင်ဘိုင်ပြိုင်ပြိုင်နော်ဘိုင်ဘိုင်ရှောတော့မယ်တို့တော့တေးပြီတက်လိုက်ပြီလားဟာဆိုးရစပတ်တော့ကေသွားတယ်လိုက်လာသေးတယ်ဗောညီကရအောင်လိုက်လာသေးတယ်ဗောကျုံတော့ကိုမလူတော့ကေသွားတယ်ဟိုမှာဖရန်ကိုကြီးတေးသွားတယ်ဆိုးရစပတ်နော်အာဟာတယောက်တည်းတော့မတတ်ကြနဲ့လေတို့လည်းပါမယ်တယောက်တည်းထားခဲ့နဲ့လေမင်းတို့ကလေနော်ဟိုမှာတယောက်တည်းရှိတဲ့လူသွားတက်နေတယ်ဒီမှာနေအောင်တော့ဝိုင်းနေတာကိုမတတ်ဘူးမင်းတို့ကဘလို့ကောင်းနေလဲလို့ငါလာကေအောင်ဟာငါတယောက်တည်းဒီကောင်တွေမနိုင်ဘူးလေလို့မင်းတို့ကမဟုတ်တော့ဘူးနော်ဒါမင်းတို့မြားနေပြီငါလာပြီးတော့နော်တောင်းလုံးနဲ့ဒါဒီမှာနော်လက်နဲ့ပေါင်းစုံသုံးလိုက်မင်းပါဖြစ်သွားမယ်ဆိုသိတယ်နော်တေးပြီလေလို့တေးပြီမတတ်နိုင်ဘူးနိုင်အောင်ဆိုရမှာပဲနော်ကဲဘာလို့နဲ့တော့နိုင်သွားပါပြီလို့နော်နိုင်သွားပါပြီ victory ယေနိုင်သွားပါပြီနိုင်တော့မနေဆိုးလိုက်ရတာနော်မနေဆိုးလိုက်လေဘယ်နှမိနစ်လောက်ကြာသွားလဲဆော်လိုက်ဘယ်နှမိနစ်လောက်ကြာသွားလဲမသိဘူးနော်ဒီမှာ record လုပ်တာတော့18မိနစ်ရှိသွားပြီကဲအားလုံးလိုက်ပေးလိုက်ပါမယ်လို့နော်ဒီမှာဆိုရာ14မိနစ်ထင်တယ်နော်ဆိုရာကိုကြည့်လိုက်ပါရမယ်ဘယ်ရောက်သွားလဲဆိုရာဒီစီစားဝင်ဆိုရာတွေ့တယ်ကဲဒီစီကတော့တော့ပဲလို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင် like share comment ပေးဖို့မမေ့ကြပါနဲ့နော်ပြီးတော့ KC ရဲ့ဒီ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့လို့ KC ကပြောချင်ပါတယ်ဒီနေ့တော့ပဲနောက် gaming video မှာဆက်ဆုံကြမယ်နော် okay bye